ရှင်မင်းသားထပါဦးတစုံတယောက်ကသူ့ကိုလာခေါ်နေရလို့ခံစားလိုက်ရပါချမ်းကခေါင်းကိုခါလိုက်မှလည်းအတန်တရပြောက်ကွတာခြင်းမရှိအပြင်ဘလို့တော်ကျင်းလာပါလေ။ဒါကြောင့်မှတွင်းကြီးလက်ဆောက်တစုံတယောက်ကလာဆွဲနေလို့ခံစားလိုက်ရပါရှင်မင်းသားကျွန်တော်မျိုးရတော်ဝင်မင်းသားချမ်းကချက်ချင်းမမျက်လုံးဖွင့်ကြည့်လိုက်မှသူမြင်နေရမြင်ကိုတခုမှမရှိတော့ပါဘူးခန်းထဲကလိုက်ကတွေကွန်ပျူတာစပယ်ကိုနဲ့ပိုစတာကတ်ထားနိုင်နေစားလုံးဝကိုထူးဆန်းနေမြင်ကိုတခုကြီးကသူမျက်စိရှိမှစားထုတ်ဝင်ရောက်လာခဲ့ပါသူမျက်စိရှိမှတော့အိုးရင်သေးလေးတန်းစနေလူတွေပြည့်စင်စီကားနဲ့ဆောက်မှုရည်ပြီးတခုရှိနေခဲ့ပါရင်မြင်လည်းမဒရာလိုပုံစံမျိုးစတိုင်ကြီးတခုကိုစိုက်ထူထားခဲ့ပါသူကတော့အဲ့ရင်မြင်အရှိရစင်မင်းတစ်ခုမှထိုင်နေပြီးသူထိုင်နေတဲ့ထိုင်ကောင်ကလည်းအတူအမြဲတမ်းထိုင်နေရအေးဆက်နေဆုံလက်ထိုင်ခဲ့မှုပဲအေးဆက်မှာကြော်ရတိုင်ကိုကြီးဖြစ်နေခဲ့ပါတယ်ဘေးဘက်လည်းမှာအတူစူးစိုက်ချင်းကြားလို့လည်းဆိုတာရှိနေခဲ့ပါတယ်အဲ့ဒီထက်မှအနောက်တိုင်းရွှေ့နေတယ်ကတော့အလက်ခင်းဝတ်စုံနဲ့ဝတ်ဆင်ထားအမျိုးသမီးငယ်တချို့လည်းတွေ့တယ်သူတို့အချင်းချင်းတက်ခက်ခဲရင်မဟုတ်ရင်အလုပ်ရှုံနေကြပါဒါပါဖြစ်ကုန်တယ်မဆူကတော့အဆောင်ဒီဇိုင်းနဲ့အတဲတန်ယူဆနေကြမှာမဟုတ်ဘူးလားချမ်းစိတ်တဲ့ဖလားဖြစ်တော့ခဲ့ပါတန်းစတဲ့အချင်းမျိုးဆင်းခဲ့ရလူရောစိတ်ပါအကားတက်ကိုကြော်လွန်ပြင်မနေခဲ့တာဖြစ်ပါတယ်သူနောက်ဆုံးမမြဲရတူနှလုံးခုနိုင်မှုမှန်ဖြစ်လာတဲ့အလုပ်စပွဲမှာခဏမောက်လိုက်ခြင်းဖြစ်ပါတယ်ရှင်မင်းသားကျေးဇူးရဲ့အစဉ်အကြောက်ကိုချပါတော့တွင်းကြီးလက်ဆောက်လာဆွဲပြောနေတဲ့လူကတော့အသက်56岁ရဲ့လောက်ရှိမှဖိုးကြီးတယောက်ပဲဖြစ်ပါတယ်ထိုဖိုးကြီးဝတ်ဆောင်ပြည့်ဝတ်ဆင်ထားတာကိုကြည့်ရတာ Law of Reference ဇာတ်ကားထဲမှာ Grand တဲ့ချင်းရောက်တူနေပါသေးတယ်ချမ်းကသူ့6တဲ့နေရာနှခမ်းတွေကိုရှာနေတက်လာရင်တွေးလိုက်ပါစင်ချက်ဘာစင်ချက်လဲကြာကမားတူတော်ပေါက်သွားခဲ့ပါရင်မင်းတွေကလူတွေဆက်လိုက်ကြီးကိုစိုက်ကြည့်နေကြလက်တွေ့ဝေယံကအော်ဟင်းနေကြပါတချို့ဆိုဆက်လိုက်စီကိုကြောက်ခွဲနေတော့လမ်းပြနေကြပါတယ်ချမ်းကဒီလိုမျိုးရှေ့ချက်သိမိပေးရခရီးရမျိုးရွှေ့ရွှေ့နေတဲ့မှာမြင်ဘူးရပါမြင့်တက်နေအောက်ချင်တိုင်လုံးနှလုံးကိုစိုက်ထားတဲ့အပေါ်မှာကန့်လိုက်ဖြစ်တာတိုင်လုံးနှလုံးနဲ့ဆက်ထားပါတယ်ထူထပ်တဲ့အဝါရောင်ရှုပ်သေးတစ်ချောင်းဖြစ်တော့နောက်ဖို့တန်ချီတဲ့နေတဲ့တန်ခွေးတွေလည်းမြုပ်ထားပါသေးတယ်ကျိုးရဲ့အစုံတစ်ဖက်ကိုဆက်လိုက်ကိုထဲမှာခြိထားပြီးနောက်တစ်ဖက်ကိုတော့တရက်ခမ်းလည်းမှာဆွတ်ထားပါထူးဆန်းတာဒီအိမ်မထက်မှာတမျက်စိရမြုံနေစရာကောင်းလောက်အမြင်အယုံကောင်းနေခဲ့ပါတယ်ပုံစံကွန်ပျူတာရှင်းမှာစာဖို့တော့မျက်မှန်လိုနေရတူကအခုတော့မျက်မှန်မပါပဲအမီတာ90အကွာဆက်တိုင်ကိုအတိတ်စိတ်မြင်နေရပါတယ်တရက်ခမ်းခေါင်းစိုးဆွတ်ထားပြီးလက်တွေကိုနှက်ပြန်ကြိုးချရပါတယ်ဟောင်းနှဆုပ်ပြနေရမိခွေရောင်ဝတ်စားရကြတဲ့မြင်နေရခန္ဓာကိုယ်ပုံရှင်းလို့လာပါတယ်အထူးသဖြင့်တစ်ခုတည်းပေါ်နေတဲ့ချက်ချင်းဝဆိုရင်စိတ်လျော့နေတော့ကြိုးတော်မလားထင်ရပါတယ်နည်းနည်းလေးဖောင်းကြနေရင်ဘက်ကိုကြည့်မှဒါမှမကလေးတယောက်ဆိုတာကိုချမ်းရကသိလိုက်ပါတယ်အစ်စတဲ့လေမင်းနဲ့ကြားရမှာတအုပ်နဲ့မှတ်တယ်သူမလဲကြမတော့အောင်မတက်ရဖို့အတက်တန်ကြိုးစားနေခဲ့ပါတယ်ချမ်းရစိတ်ထဲကဒုလိုက်ပါတယ်လူအားလုံးကသူမကိုတင်ထန်ပေးဖို့တလောက်တော့စိတ်ဆိုးမှန်ဆိုနေစောင့်နေကြအောင်သူမဘာပြစ်တင်မဲ့လုပ်ထားလို့လဲသူစဉ်းစားနေတော့မှမညံ့နေရတုံးတော့တဲ့အလုံးနဲ့စီးဝင်လာပြီးမိခွန်းနေရအဖေအလိုလိုပေါ်လာခဲ့ပါတယ်သူမဆုံးမတယောက်ဖြစ်နေပါတယ်ဆုံးမတွေဆိုတာနှဆိုးတွေတွင်းဆောင်ဖျားမှုကိုခံရလမ်းမရောက်တဲ့သူတွေမစင်ကြယ်မှုအပြောက်တွေလို့ဒီကဘာမှာတတ်မှတ်ထားကြပါရှင်းမင်းသားဂရန်တက်ကြီးကအနာကနေထိပေးနေတဲ့လမ်းခေါ်လိုက်ပါတယ်ချမ်းအဲ့ဖိုးကြီးကိုတခြားကြည့်လိုက်တဲ့အချိန်မှာဒါကဂရန်တက်မဟုတ်ပဲသူ့နာမည်ကဘာလို့ခေါ်တဲ့ဗနာယဝန်ကြီးတယောက်ဖြစ်မင်းသားတွေရဲ့အစိုးရကိစ္စကိုကူညီဖို့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်သူ့ကိုဒီပြန်ကြည့်လိုက်တော့သူကမိခွန်းရတဲ့နိုင်ငံစရိုးသားမြတ်မင်းသားလူလန်ဖြစ်ပြီးနေဆန်းမျိုးလို့ခေါ်တဲ့ဒီနေရာကိုတောင်းယူအစိုးရတွေဖြစ်ပါတယ်ဒီဆုံးမတွေကိုဒေတာကနေဖမ်းပြီးလို့ဒီရင်ပြင်ကိုခေါ်လာကြခြင်းဖြစ်ပါတယ်ဆုံးမတွေကိုစင်ကြချဖို့အမိန့်ကိုဒေတာအာဏာပိုင်ဖြစ်တဲ့မင်းသားကပဲချားမှာဖြစ်တဲ့အတွက်ဒါကတူတောင်းဖြစ်ပါတယ်မညာအတက်တွေကတူတိကျင်တဲ့မိခွန်းတွေကိုပြည့်ပြည့်စုံတိတော်ရမယ်လေအဲ့မညာနေစာအုပ်တွေကဖတ်ဖို့လိုမျိုးမဟုတ်ပဲတကူတန်ကြုံတွေ့ရလို့ဖြစ်နေတော့သူကဆက်ရှုပ်ထွေးနေကြရပါတယ်အိမ်မက်တစ်ခုကဒီအချိန်တည်းလောက်ထိတိကျကျရှိနိုင်မှာမဟုတ်ပါဘူးဒါအိမ်မက်တစ်ခုလည်းမဖြစ်နိုင်ပါဘူးကြီးကသူကဥရောပလက်ခဲလို့ကဘာမျိုးချိန်ကြီးတွဲမင်းသားရူလန်ဖြစ်တော့ခဲ့ရဖြစ်နိုင်ပါတယ်ဘွားကလည်းကွန်ပျူတာရှင်းမှာပုံဆွဲရတဲ့အခြေခံအင်ဂျင်နီယာဘွားကနေခဏတဲ့မင်းသားတစ်ပါးဖြစ်သွားခဲ့ပါပြီဒါပေမဲ့ဒီနေ့အမြလွင်တီးခေါင်ကျလို့ခနောက်ကျနေမင်းကူရောင်ရဲတိုက်နိုင်ငံဆွဲနေမြေကိုလည်းဗက်တမိုင်းစာအုပ်မှာတုံဖတ်ဘူးအောင်တိတ်ပန်ဒီကြံဖြစ်နိုင်တဲ့အခြေခီးတွားခြင်းအကြောင်းခဏဖေးဖက်ထားလိုက်လက်ရှိဘက်နာကိုဖြစ်ချင်းဖို့တူဆုံးဖြတ်လိုက်ပါညီချင်းမထုံကားရဲ့ခေတ်တွေမှာတဘာဝပေးရနေတဲ့ကန်ဆုံးမှုတွေရှိလာလို့ရှင်တနာဆက်ကောင်းတဲ့မိန်းကလေးတွေကိုဆုံးမလို့ဆွဆွဲရေးအပြည့်ပုံချလေးရှိကြပါဒါမဲ့ခေတ်တွေကချမ်းရအနေနဲ့လူတီးစိတ်ကျင်တဲ့ဖို့တကယ်ဆုံးမတွေကိုတင်ရန်ချမှာမဟုတ်ပါဘူးသူကဘာတော့လက်ဆင်ချက်စာတာဆွဲယူပြီးမြကြီးပေါ်ပြချလိုက်ပါပြီးတော့သူကပြင်းညီငွေရဲ့လေရန်လက်ကိုရန်ပြောလိုက်ပါငါနေ့ပင်ပန်းနေပြီဒီနေ့တရားစီရင်တော့နောက်ရက်ကိုရွှေ့ကဲလူစုခွဲကြတော့ချမ်းကစိတ်လက်မဲ့မှာလှုပ်လိုက်တာမဟုတ်ပါဘူးတုံးမနဲ့နေမင်းသားအစ်စ်ကလှုပ်လှုပ်ထိုးထားရှိတဲ့အတိုင်းသူ့ခိုးလှုပ်တတ်တာဖြစ်ပါတယ်သတို့ထမင်းလားလူလားဆိုတာလည်းအမှန်တိုင်းပြောရင်အကျင့်မကောင်းမဲ့ထင်ရဆိုင်တဲ့မင်းသားတစ်ပါးဖြစ်ပါတယ်တန်းနဲ့ဆက်ကျော်အရွယ်နဲ့ထင်ရဆိုင်တဲ့မင်းသားတစ်ပါးရှိရတယ်ကိုချင်းတရားကောင်းနေမျောလင်းလို့မရနိုင်တဲ့တစ်ပါးပါပဲကျွမ်းထူဆန်နေမှုတွေကမင်းသားရဲ့အပြုတ်မှုအထူးဆန်းဖြစ်ကြမှာတန်းဆက်ကဝတ်ဆောင်ခေါ်ထားအချက်ရှိလူတယောက်ကထက်ရပြီးကန့်ခောက်လာပါတယ်ချင်းမင်းသားဒါနောက်ဆက်မဟုတ်ဘူးတော့ဆုံးမတွေကိုတွေ့ရချက်ချင်းပြတင်ရပေးရမှာပါမဟုတ်လို့ချားဆုံးမတွေကတမောက်လာကြရင်ဘယ်လိုလုပ်မလဲပြီးတော့ဒီကြောင့်ဖျားချောင်းအတိတော်လို့ရှိရင်တခြားဘက်ဝင်ပါလာပါလိမ့်မယ်ကာတာလင်းဒီလူကြီးကဆစ်လူကြီးပေါ့ချဲ့မျက်မှောက်ကြုံတရိုတဲ့လေတန်းနဲ့ခက်ချေပြန်ပြောလိုက်ပါဘာလဲမင်းကြောက်လားတာမန်လူတယောက်ထက်တော့တောက်ခံတဲ့လက်မောင်းကြီးရှိနေပြီးတော့ဆုံးမတွေငါတို့ထောင်လာဖောက်မှာကြောက်နေရလားမင်းဆုံးမတွေနှက်ဆိုးတွေလက်ပါစစ်တွေတကယ်ပဲထင်နေရလားတကယ်လို့တခြားဆုံးမတွေလာတော့နောက်ထပ်ဖမ်းလို့ရတာပဲမဟုတ်ဘူးလားကာတာတယောက်ဘာမှပြန်ပြောနိုင်မှညင်ရတော့အချိန်မှာတော့ချမ်းတယောက်တုတ်တက်တစုံတွေအချက်ပြားကြီးထွက်လာခဲ့ပါကာတာလည်းခဏလောက်စဉ်းစားပြီးမှအဆောင်တွေတောင်းခိုင်းလိုက်မင်းသားရူလန်ဘေးနားနဲ့ရှင်းလျှောက်လာခဲ့ပါတယ်ချမ်းဘွက်တွေကမင်းသားကိုယူတွေပြုံးလို့ဆက်ချမယ်သူတို့မျက်လုံးတွေကအထင်သေးဆက်ဆုပ်မှုတွေကိုချမ်းရအတိုင်းနဲ့မြင်လိုက်ရပါတယ်နေစမျိုးတောင်ဘက်ကရဲတိုက်ထဲရောက်တဲ့ခါမှာချမ်းလည်းဆက်လို့ရပြီးသူ့ကိုသူစိတ်ရေးထားတဲ့ရှူကိုအချိန်လိုအကြောင်းပဲဖြစ်ပါတယ်ဘွားတစ်ခုလိုရဲ့90ရာခိုင်နှုန်းကွန်ပျူတာအရှိမှအချိန်ကုန်တဲ့လူတယောက်အနေနဲ့လူများကြီးအရှိမှစကားပြောတာတကယ်ကိုနေရခက်စေပါတယ်သူကမညံအတိတ်တွေကိုအသုံးပြုပြီးသူ့ဝေခံအောင်ရှာဖို့ကအိမ်အောင်မှထိုင်မဲ့အတန်ကြာနောက်လိုက်ပြီးမှနှလုံးခုန်တာပုံမှန်ပြဖြစ်လာခဲ့ပါတယ်အချိန်မှာအရေးကြီးဆုံးကလက်ရှိချိန်တွေကိုတေချာသုံးတော့ပဲဖြစ်ပါတယ်ဒါနဲ့ဒီမင်းနာအပြင်မြို့တော်မှာစိမ့်နေမနေဘာလို့ဒီလိုဝင်းလက်ခေါင်ပြရနေအောင်ရောက်နေရလဲအဖေကချက်ချင်းပေါ်လာပြီးသူ့ကိုအံ့ဩတော့စေခဲ့ပါတယ်ရူလန်ဘတ်တန်ဆိုတဲ့ဒီမင်းနာထင်းရဆက်ကုံကိုပြန်ဆန်တဲ့နေရာဒီနေရာကိုဆစ်လုခံရတာဖြစ်ပါတယ်
ဒါမီကောရတိုင်းနိုင်ငံဘင်းကြီးဝင်ပတဲ့အမတ်တော်ကနေဘေးရီဆက်ဆန်ကြီးညာခဲ့ရနေစတင်ရဖြစ်ပါတယ်ဒီနိုင်ငံရဲ့ထိနှံကိုအတက်ကြီးရငယ်တာပေါ်မှုတည်ပဲဒါမှပြည်ကိုဘလောက်အုပ်ချုပ်နိုင်စားရှိလဲဆိုတာပေါ်မူတည်ပြီးဆက်ဆံစီမယ်ဒါကြောင့်ဘင်းကြီးအရောက်ပြီးတာသမီတွေကိုနေမဲ့တိတိတွေဆေးလို့ရအုပ်ချုပ်ခံရတာဖြစ်ပြီး9နှစ်ပြည့်ရဲ့အခါမှာသူတို့ရဲ့စမ်းဆောင်ရည်တွေပေါ်မူတွေအရှင်မင်းသားကိုရွေးချယ်မှာဖြစ်ပါတယ်အရေးချင်းဦးစားပေးပြီးကြားမှမခွဲခြားတဲ့ဒီစနစ်ခက်ဆန်လို့ပြောလို့ရမယ်လေလက်တွေမှာတော့မလက်ကူလာပါဘူးဒါသမီကတော့ဒူနီရဲ့အစားပြုခြင်းတွေရရှိမှာမဟုတ်ပါဘူးမညံ့နေရဒုတိယမင်းသားဆိုရင်နေဆိုင်မျိုးတဲ့အစပေါင်းများစွာတာလွန်ကောင်းမြင်နေပြီးရရှိထားပါတယ်မနိုင်ပြန်တာမင်းကတော့ထဲမှာဒီနေဆိုင်မျိုးလို့ဆိုဝဲနေရောက်ရရှိတဲ့လူကဒုတိယဝဲရှိပြီးအကြီးကျယ်နေတာနေခဲ့တာပါဒါအပြင်အုပ်ချုပ်နိုင်စံကိုဘာနဲ့တိုင်းတာမှာလဲလူကြီးအရာလားစင့်အားရလားဒါမှမဟုတ်စီးပွားရေးရလားဘင်းကြီးအဲ့ဆန်တဲ့ဝင်တွေတိကျမပြောခဲ့တယ်လို့သူတို့အချင်းချင်းပြန်ဆိုင်လာတဲ့အခါမှာဘာစီကကြမှာကတာထားမရှိပါဘူးအကယ်တယောက်ကကျန်တဲ့ပြန်မဲ့ဝင်တွေကိုတိတ်ဆိတ်လောက်ချတက်ဖြတ်လိုက်ရင်ဘယ်လိုလုပ်မလဲမိဖုရားကြီးကသူ့ရဲ့တကလေးတွေအချင်းချင်းတက်ဖြတ်နေအောင်ဒီတိုင်းပဲကြည့်နေမှာလေအဲ့ချိန်မှာပဲဒူနောက်ထမညံတစ်ခုတည်းချစဉ်းစားမိလိုက်ပါဟုတ်ပါနောက်တော့ဒင်းစိုးတစ်ခုကတော့မိဖုရားကြီးကလုံခဲ့တဲ့9နှစ်ကလေးကကိုလွန်တော့ခဲ့ပါပြီဆိုင်ရတက်ပင်းချလိုက်မိပါရှင်းရှင်းပြောရင်ဒီခေတ်ကြီးကဗြိတိန်စနစ်နဲ့ရိုင်းဆိုင်ချက်ချုပ်တဲ့အမောင်ခွေကြီးပဲဖြစ်ပါတယ်လူတွေကစုံမတွေကိုယူတက်ဖြတ်ချင်နေရတာကပဲသူ့ကိုတဲဥစွာတချို့ရစေခဲ့ပါဒါမဲ့သူ့အနေနဲ့ထိနှက်မဆက်ခံရရင်တော့မိခိုးရောရတဲ့နိုင်ငံမင်းသားတစ်ပါးဖြစ်နေဦးမှာဖြစ်ပြီးတက်ရှင်တွေဒီတော့အရှင်ခင်တစ်ပါးအနေနဲ့ဇင်းနေလို့ရပါသေးရဲ့ပြီးတော့ဘင်းဖြစ်တော့သူကဘာလုပ်ရမှာလဲဒီနေရာမှာအင်တာနက်လည်းမရှိခေတ်ပုံဖြိုးဖြိုးလေးလည်းမရှိဒေတာကနေအပျော်ဆုံးဖြိုးဖြိုးရေးကစုံမတွေကိုမရှိတတ်တာပဲရှိရပါမစင်နေတဲ့အမိုက်တွေကိုလမ်းပေါ်မှာတွေ့ရဆွေးမကြအမျိုးကြီးမှနေရတာနောက်ဆုံးမှပလက်ယောဂဖြစ်ပြီးတေဖို့ပဲရှိပါတယ်ချမ်းကသူ့ရဲ့အတွေးတွေကိုထိန်းချုပ်လိုက်ကျင်းမုံရှိကိုရှောက်တော့လိုက်ပါမန်းထဲမှာပေါ်လာတဲ့ပုံစံတော်ဝင်မင်းနဲ့အထိမ်းမှဖြစ်တဲ့မိခိုးပြောင်စပင်တွေရှိနေပါဒါမဲ့ရုပ်ရည်တာမှဖြစ်ပြီးမျက်နှာကလည်းတည်ကျမှုမရှိပဲတော်ဝင်အချိန်ကလုံးဝမရှိပါဘူးဖြူရောင်နေတဲ့မျက်နှာတူလေချင်းကလုံးဝမလုပ်တော့ဖော်ပြနေပဲမညံ့နေပြကြည့်ရတော့သူကအရက်နဲ့မိမအလွန်ကျူးလိုက်ဆိုင်လိုက်ရှိတဲ့သူတယောက်မဟုတ်ပါဘူးဘင်းမျိုးတော့မှာတော့အပျော်ပါရှိခဲ့မယ်အားလုံးကနောက်တစ်ဖို့သူဖြစ်ဘယ်မဲကလေးကမှအာနာနဲ့ဖိအားပေးရမယ်မလုပ်ခဲ့ဘူးအောင်သူကလည်းအချိန်ခီးသွားပြစ်ခဲ့လဲစဉ်းစားကြည့်ရတော့ company project တစ်ခုအသက်တန်အချိန်ပြီးဖို့လိုအပ်နေတဲ့အတွက်တထရက်တူကိုညတဲ့အချိန်ကိုစင်ခိုင်းလို့အားပြပြီးတည်ဆုံးခဲ့ရတာပါဒီလိုအလုပ်ကြံကြောင့်တည်ဆုံးရတဲ့သူတွေထဲမှာစက်မှုအင်ဂျင်နီယာနဲ့ programmer ဓမ္မတွေအများဆုံးပဲဖြစ်ပါတယ်ထားလိုက်ပါတော့ဘာဖြစ်ဖြစ်အနည်းဆုံးငါအသက်ဖို့တစ်ချောင်းရလိုက်တာပဲဒါကြောင့်ငါတိတ်ပြီးညှိညူးမနေတော့ပါဘူးသူလာမရတဲ့မှာဘွားတင်းတဲ့နေရာကြောင်လုံးဝမဆိုတာသိမှာအခုချိန်မှာတော့အရေးကြီးဆုံးဘယ်သူမှမရိပ်မိအောင်မင်းသားရိုလန်ဖြစ်ဟာဆောင်နေဦးပဲဖြစ်ပါတယ်ဘိုးလိုကသူတို့မင်းသားရိုလန်ကိုနှဆိုးခွင့်ပူးရဲဆိုပြီးသူ့ဘွားချက်ချင်းပြီးရှိုးပြကြပါလိမ့်မယ်ချမ်းအတက်ပြင်းရှူလိုက်မန်နဲ့အမျိုးကိုကြည့်တာတိတုံးရလိုက်ပါဒီနေ့ကစပြီးငါရိုလန်ပဲ